Frozen Sea နဲ့ Sea of Hope ကပင်လယ်ဓမြတွေဖိတ်တုံအောင်ကြောက်ခဲ့ရတဲ့ရီးဆန့်ရှင်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးထဲမှာတော့ Pro Hyper Player တွေအပြင်ကျွန်တော် rank မှာပါ Hyper Player တွေ solid ဆော့တာရှိတဲ့ She Sensation Story လေးပဲဖြစ်ပါတယ်ဗျာအစင်သင်ဖြင့်စလိုက်ကြရအောင်က Frozen Sea နဲ့ Sea of Hope ကိုဆက်သွယ်ပေးထားတဲ့နေရာ Kedia Riverlands ရဲ့အနောက်မြောက်ဘက်မှာအင်အားကြီးမားလာတဲ့ Dragon City တည်ရှိနေပါတယ်ဒီမြို့ဟာ Northern Vale ကနေ Kedia Riverlands ကိုတွားမဲ့တင်မော်တိုင်းနဲ့ကုန်တယ်ပွဲစားတွေပါမချစ်မနေဖြတ်ရတဲ့မြို့လည်းဖြစ်ပါတယ်ဗျာဒီလိုဘူမိဗေဒဆိုင်ရာအားတာချက်တွေကြောင့်ပဲ Dragon City ဟာနိုင်ငံခြားကုန်သွယ်မှုနဲ့အလင်းအမြန်တိုးတက်လာပြီးအရှိအဖျားပိုင်းဒေသမှာအတိုးတက်ဆုံးမြို့ဖြစ်လာခဲ့ပါတယ်ဗျာဒီလိုတိုးတက်နေတဲ့မြို့ကြီးမှာနေထိုင်တဲ့မြို့သူမြို့သားတွေဟာ Dragon City တည်ထောင်ချိန်မှစပြီးတညညငင်းငင်းချမ်းချမ်းမနေခဲ့ရပါဘူး။ဘာလို့လဲဆိုတော့ Frozen Sea နဲ့ Sea of Hope ကပင်လယ်ဓမြတွေကစိတ်ကမ်းကိုလာရောက်တိုက်ခိုက်လူရတတ်ကြလို့ပဲဖြစ်ပါတယ်ဗျာ။ဒီလိုလဲနှစ်ပေါင်းများစွာမြို့သားတွေနဲ့ပင်လယ်ဓမြတွေတိုက်ခိုက်ပြီးတဲ့နောက်မှာပေါ့ Dragon City မြို့သားများကမြို့ကိုကာကွယ်ဖို့နဲ့ဓမြရန်ကိုပါတားဖို့ပန်လောင်းရေရင်စုစစ်တပ်ကြီးကိုစတင်ဖွဲ့စည်းလိုက်ပါတော့နဲ့ရီးဆန့်ရှင်ကလည်း Dragon City မှာမွေးဖွားကီးပြင်းခဲ့သူဖြစ်ပါတယ်ဒါနဲ့မဲ့သူ့ရဲ့ကလေးဘဝဟာပျော်ရွှင်စရာတွေနဲ့ဝေးခွာခဲ့ပါတယ်သူမျက်စိရှိမှာပင်လယ်ဓမြတွေကမြို့သားတွေကိုလက်ရက်တိုက်ခိုက်တပ်ဖြတ်တာတွေမြင်ခဲ့ရပါတယ်ဒါကြောင့်ပဲရီးဆန့်ရှင်ကလေးဘဝတွေကနေကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။ဒီနေ့သူဟာဖန်းလုံးရေရင်စုစစ်ဘိုလ်ချုပ်ထလာရစီမယ်လို့ခိုင်မာတဲ့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ရီဆန်ရှင်ဟာကလေးဘဝကနေပင်လယ်ပြင်ရဲ့တဘာဝရွေးလွင်ခြင်းအတက်ပညာတွေပြီးတော့ရန်သူတွေကိုတိုက်ခတ်ရန်အတွက်လေးလာသင်ကြားခဲ့ပါတယ်။ဒါရင်မလုံလောက်ပဲရီဆန်ရှင်ဟာ Dragon Altar ကိုတွားရောက်ပြီးပညာရီလေးလာခဲ့ပါသေးတယ်။အဲ့ဒီကဝါရင်အကြီးကဲရီစီကနေနီးပြူဟာနဲ့အမျော်မြင်တို့ကိုတွားရောက်လေ့လာခဲ့ပါတယ်။ရီဆန်ရှင်အသက်18နှစ်ပြည့်တဲ့အခါမှာတော့ပင်လုံးရေရင်စုထဲကိုဝင်လိုက်ပါတော့တယ်။နောက်ဆရာစုအတွင်မှာတော့ရီဆန်ရှင်ဟာပင်လုံးစစ်တပ်နဲ့အတူပင်လေဓမြခေါင်းဆောင်ပွဲကိုတယောက်ပြီးတယောက်တိုက်ခိုက်အနိုင်ယူပါတော့တယ်။တိုက်ပွဲတိုင်းမှာသူပြခဲ့တဲ့နီးပညာခေါင်းဆောင်နိုင်စွမ်းနဲ့ရဲဘော်ရဲဘက်အချင်းချင်းထားရှိတဲ့တနာကျင်နာမှုတွေကြောင့်ပဲရီးဆန်ရှင်ဟာပင်လုံးရေတပ်ရဲ့အမြင့်ဆုံးယာတို့ဖြစ်တဲ့ဘိုးချုပ်ကြီးယာတို့ကိုခန့်အပ်ခြင်းခံရပါတော့တယ်။ဤဆန်ရှင်ရဲ့လက်ထက်မှာတော့ပင်လုံးရေရန်စုဟာတနာရီလာစစ်တပ်အတီးအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ဤဆန်ရှင်ဥဆောင်တဲ့စစ်တပ်ဟာပင်လယ်ဓမြတွေကို Frozen Sea နဲ့ Sea of Hope ရဲ့အပြင်ဘက်ထိတိုက်ထုတ်ခဲ့ပါတယ်။ပင်လယ်ဓမြတွေဟာလက်ယုံအားနဲ့မနိုင်တော့တဲ့အခါမှာတော့ဉာဏ်ပညာကိုထုတ်သုံးလာခဲ့ပါတယ်ပင်လယ်ဓမြတွေဟာရီဆန့်ရှင်ပင်လုံးစစ်တပ်မှာရှိနေသေးရဲ့သူတို့ဘယ်လိုမှတိုက်လို့မနေမှန်းသိတဲ့အခါမှာတော့ရီဆန့်ရှင်ဟာပင်လုံးစစ်တပ်သားမကတဲ့ Dragon City ကအာနာကိုပါအပိုင်သိမ်းချင်နေတဲ့အာနာယူတယောက်ဖြစ်အောင်မဟုတ်မမှန်တဲ့သတင်းတွေကိုဖြန့်ပါတော့တယ်ဒီသတင်းဟာခဏလေးအတွင်း Dragon City တမျိုးလုံးကိုဖြန့်နှံသွားခဲ့ပြီးမြို့ရဲ့အကြီးအကဲတွေစီရောက်သွားတဲ့အခါမှာတော့အဖြစ်မှန်ကိုသေချာစုံစမ်းစစ်ဆေးခြင်းမရှိပဲရီဆန်းရှင်ကိုဘိုးချုပ်ကြီးရာသူကနေဖယ်ရှားလိုက်ပြီးတာမန်အရာသားဘဝနဲ့သာနေခိုင်းလိုက်ပါတော့တယ်ပင်လေဓမြဲတွေဟာရီဆန်းရှင်ပင်လောင်စစ်တပ်မှမရှိတဲ့အခါမှာတော့သူတို့ရဲ့ဒုတိယအကြံကိုအကောင့်ထဲပေါ်ပါတော့တယ် Frozen Sea နဲ့ Sea of Hope ကပင်လေဓမြဲတွေဟာ Frozen Sea ရဲ့ရေခဲပင်လယ်ထဲမှာစုဝေးနေပါတယ်ဆိုတဲ့မဟုတ်မမှန်တဲ့သတင်းကိုလွှင့်လိုက်ပါတော့တယ်။ဒါကြောင့်ပဲပင်လောင်စစ်သားဟာဓမြဲတွေရဲ့အကြံစီကိုမသိပဲအကြီးအကဲတွေကရေခဲပင်လယ်ထဲထိတွားရောက်တိုက်ခိုက်ရန်ပြင်ဆင်နေကြပါတော့တယ်။ဒီသတင်းကိုရီဆန်းရှင်ကမဟုတ်မမှန်တဲ့သတင်းဖြစ်ကြောင်းတင်ပြခဲ့တော့လေ Dragon City ကအကြီးအကဲတွေကဖယ်ချခဲ့ပါတယ်။ရီဆန်းရှင်မပါတဲ့စစ်တပ်ဟာဥဆောင်မှုမရှိဖြူဟာမရှိနဲ့ပင်လေဓမြဲတွေရဲ့ထောင်ချောက်ထဲမှာအရှုံးကြီးရှုံးရပါတော့တယ်။ပင်လေပြင်ဟာလည်းသူ
တွေ့ရဲ့နှီးသွားခဲ့ပါတော့တယ် အောင်ပွဲခံနေတဲ့ပင်လယ်ဓမြရီဟာပင်လောင်စစ်တပ်ကြာရှုံးသွားတဲ့အခါမှာတော့ Dragon City ကိုချီတက်လာပါတော့တယ်။မြို့ရဲ့စိတ်ကမ်းမှာလေတင်းဘောအနှဲငယ်ကိုသာခြံထားခဲ့တဲ့အတွက်မြို့သူမြို့သားတွေဟာစိုးရိမ်လာကြပြီးတချို့ကမြို့ကနေထွက်ပြေးတဲ့သူကပြီးတချို့ကတော့ဓမြရီစီမှာအညံခံပြီးအသက်ရှင်တန်ရေးအတွက်ဘာပဲလုပ်ရဆိုတဲ့အကျွေးတွေနဲ့ထင်နေပါတော့တယ်။ရီဆန်ရှင်ဟာသူ့ရဲ့ဇာတိမြေအခုလိုဖြစ်နေတာကိုလက်ပိုက်ပြီးကြည့်မနေနိုင်ခဲ့ပါဘူး။သူ့ကိုအရင်ကဖိနှိပ်ချုပ်ချခဲ့တာတွေကိုဘေးဖယ်ထားပြီးသူမျိုးဘက်ကနေအကောင်းဆုံးရက်တည်ပေးခဲ့ပါတယ်။ရီဆန်ရှင်ဟာအရက်သားတွေကိုအချိန်မီစီယုံပြီးကြံရှိတဲ့လွေအနှဲငယ်နဲ့တိုက်ခိုက်ရန်ပြင်ဆင်လိုက်ပါတယ်။ဒီတိုက်ပွဲမှာရီဆန်ရှင်ဟာတင်းဘော12စီးနဲ့ပင်လယ်ဓမြတင်းဘောအစီး200ကျော်ကိုအနိုင်တိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲပင်လယ်ဓမြလွေအရှုံးထက်အရှုံးပြီးနောက်ပေသောအခါမှာ Dragon City ကိုမတိုက်ခိုက်ရဲလောက်အောင်ထိဖြစ်သွားခဲ့ရပါတော့တယ်။ဒါလေးကတော့ MLBB Hero ရီဆန်ရှင်ရဲ့ story လေးပဲဖြစ်ပါတယ်ဗျာ။ကျွန်တော်ရဲ့နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ဗျာ။